ကောင်မလေးကရှောင်းသောင်းပင်တွေကိုကျိတ်ဆက်တဲ့ထည့်ပြီးတော့အချောင်းရှည်လေးတွေဖြစ်အောင်လုပ်ပါတယ်ပြီးလို့ရှိရင်အတွုံးအသေးလေးတွေဖြစ်အောင်လှီးလိုက်ပြီးတော့ဒီလိုနဲ့မပြီးဆုံးသေးပါဘူးကျိတ်ဆက်တဲ့ကိုနောက်တစ်ခေါက်ထည့်ပြီးတော့အနှစ်ပြည့်ပြည့်လေးတွေဖြစ်အောင်လုပ်ပြန်ပါတယ်စတဲ့ထည့်ပြီးတော့မှအမုံလေးတွေဖြစ်သွားအောင်กินလိုက်ပြီးတော့တခြားပါဝင်ပစ္စည်းတွေထည့်တဲ့အခါမှာအမုံလေးတွေကနေခရင်တစ်မျိုးပြောင်းလဲသွားခဲ့ပြီးခရင်တွေကိုပကံများပေါ်မှာခင်းပြီးတော့กินလိုက်ပါတော့တယ်အကင်အိုးတွေကနေထုတ်ပြီးတဲ့အခါမှာပတ်စံမော်ကိုဆေးထုတ်ပြီးတော့အဲ့ဒီအပြားလေးပေါ်မှာကော်ပီလိုက်ပါတယ်ငါးခုစလုံးကိုမြင်းချောင်းတိုင်းဖြတ်ပြီးတော့မှထပ်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ပတ်လေးမှာအပေါက်တွေဖောက်ရပါမယ်နောက်ဆုံးမှဆိုလို့ရှိရင်တော့အနဲ့ချုပ်လိုက်တဲ့အခါမှာပတ်စံအိတ်လေးတစ်လုံးရလာခဲ့ပြီဖြစ်ပါတယ်ဗျာဒါတော့ကောင်မလေးအမေအတွက်လှုပ်ထားတဲ့ special အိတ်လေးဖြစ်ပြီးတော့မှဒီပတ်စံအိတ်ကအမေကိုပေးတဲ့အချစ်တွေပါသလိုအရန်ကောင်မလေးလှပလို့နေပါတယ်မိမိလက်ဆောင်ရတဲ့အခါမှာလည်းအရန်ကိုပျော်ရွှင်သွားခဲ့ပါတယ်ဆိုတော့လူကြီးမင်းတို့လည်းဒီလိုမျိုးရိုးရှင်းလှပတဲ့လက်ကင်အိတ်လေးတွေလုပ်ပြီးတော့မှကိုယ့်ရဲ့အမေကိုလက်ဆောင်ပေးကြည့်ကြပါအရန်ကောင်မဝမ်းသာသွားမှသိကြပါတယ်ဗျကောင်မလေးကဘတ်တီပြပါတဲ့ခရူတကောင်ကိုစားမိပါတယ်နေ့လယ်ပိုင်းသူအလုံးလုံးနေတဲ့အချိန်မှာသူဟာရုတ်တရက်အန်ချလိုက်ပါတယ်ဧည့်သည်တွေ့တဲ့ခါမှာတော့သူ့ကိုကြည့်ပြီးတော့ယွန်ရှာသွားခဲ့ပြီးကောင်မလေးကလည်းအရန်ကိုအားနာနေပေမဲ့ထပ်ပြီးတော့အန်ကျင်လာတာကြောင့်သူ့ယောက်ျားကိုပဲလိုက်ပြခိုင်းပါတယ်သူကတော့တန့်စင်ကန်းကိုအရင်သွားလိုက်ပြီးသူ့ယောက်ျားကလည်းသူ့မိန်းမမတန်ရှင်းတဲ့ဟာတခုစားမိလို့ဆိုပြီးတော့ရှင်းပြပါတယ်ပြီးတော့ဧည့်သည်တွေကိုတခြားအခန်းကိုခေါ်သွားပါတယ်သူ့ဧကန်ရဲ့ပြင်ဆင်မှုတွေကိုရှင်းပြနေတဲ့အချိန်မှာကောင်မလေးအန်နေတဲ့အတန်ထွက်ပေါ်လာခဲ့ပြီးတော့အဲ့ကျင်ကနေစပြီးတော့သူ့ရဲ့ယောက်ျားဘယ်ခန်းကိုပဲလိုက်ပြပြကောင်မလေးအန်ချတဲ့အတန်ပေါ်လာပါတယ်ဧည့်သည်တွေလည်းမခံစားနိုင်တာကြောင့်ထွက်သွားလိုက်ပြီးသူ့ယောက်ျားကအစင်မကောင်းမိမဲ့သူ့မိန်းမရဲ့အခြေအနေကိုအရင်ဆုံးလာပြီးကြည့်ပါတယ်သူတန့်စင်ကန်ဖွင့်လိုက်တဲ့အချိန်မှာအရန်အံ့ဩသွားရပြီးတန့်စင်ကန်တစ်ခုလုံးကအဝါရောင်အမ်ဘက်တွေနဲ့ပြေးလို့နေတာပါကောင်မလေးကတော့တစ်ဖက်မှာမူးလဲနေတာဖြစ်ပြီးအနီးကသွားကြည့်တဲ့အချိန်မှာကောင်မလေးကရင်ခုန်တန်မရှိတော့ပါဘူးအဲ့တော့သူဟာသူ့ရဲ့မိန်းမကိုဖက်ပြီးတော့ငိုနေပါတယ်သူငိုနေတဲ့အချိန်မှာကောင်မလေးကနိုးလာခဲ့ပါတယ်သူ့ယောက်ျားလေးအရန်ကိုမှပျော်ရွှင်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကစပြီးတော့ကောင်မလေးရဲ့ပြုမှုကထူးခြားနေတာဖြစ်ပြီးသူဟာအစားအစာအလုံးကိုအစိမ့်မဲစားပါတော့တယ်သူ့ရဲ့သွေးကိုလည်းအမဲအောင်ဖြစ်နေတာတွေ့ရပြီးတော့သူ့ယောက်ျားနဲ့သမီးကတော့လှန့်ပြီးတော့မူးလေသွားကြပါတော့တယ်သမီးဖြစ်တဲ့သူကသူ့အမေရဲ့အခြေအနေကိုသိချင်တာကြောင့်ဆရာဝန်တယောက်ကိုခေါ်လာခဲ့ပြီးဆရာဝန်စစ်ဆေးပြီးတဲ့နောက်မှာတော့အဖြေချက်ချင်းပဲပေးပါတယ်။သူဟာတည်သွားပြီးတော့မှတေလျက်နဲ့ရှင်နေတဲ့သူပါတဲ့။ဒါကတော့ CCTV တွေကမြင်ကွင်းတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာကားတစ်စီးကြော်သွားခဲ့ပြီးတဲ့နောက်ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့ပါတယ်။အဲဒီနေရာမှာတည်တာတဲ့အကြောင်းတွေရှိတော့ကိုဖျက်သွားတဲ့လူတယောက်ကသတိထားမိပြီးကားနောက်ထပ်တစ်စီးအဲဒီနေရာကိုရောက်လာတဲ့အခါမှာတော့လမ်းလုံးဝအပ်သွားပြီးတော့ကားဘင်းတစ်ဖက်အောက်ကိုခြံဝင်လို့သွားပါတယ်။လမ်းသွားတဲ့လူတွေကလည်းကားဆရာကိုပြောပြနေပါတယ်။ကားဆရာကကားဘော်ကနေဆင်းလာတော့မှသူ့ရဲ့ကားသွားလို့မရတဲ့အကြောင်းရင်းကိုသိလိုက်ရပါတယ်။ဒီလိုနဲ့အချိန်တော်လေးမှာလမ်းရဲ့အပေါက်ကကြီးလာပြီးတော့မှကားရဲ့အရှိတစ်ပိုင်းလုံးကခြံဝင်သွားခဲ့ပါတယ်။ဒီကောင်လေးကတော့ကြောက်ခေစပိန်ကိုစီးပြီးတော့မှတိမ်မီတိမ်သတင်းစာလိုက်ပြီးတော့ပို့ပေးနေတာဖြစ်ပါတယ်။ဦးလေးအိမ်ကိုရောက်လာတဲ့ခါမှာတော့ဦးလေးကမထသေးပါဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့နှုတ်ဆက်မမြည်သေးလို့ပါတယ်။နေအောင်ကြီးကြောင့်သူ့ရဲ့ခရစ်စတယ်ကနေရောင်မြဟပ်ပြီးတော့မှဂျိုးကိုပြအောင်ရှုလိုက်တာဖြစ်ပါတယ်။ဂျိုးနဲ့ချီထားတဲ့ကြောက်ခဲကဦးလေးရဲ့ခေါင်းပေါ်ကိုကျသွားပြီးတော့ဦးလေးလည်းနှိုးထားလို့ရပါပြီ။ဦးလေးကသူ့ရဲ့မိန်းမနဲ့တရားနေတဲ့အချိန်မှာဂေါ်ရီလာလေးကသတင်းစာလာပြီးဒါလည်းမကသေးပါဘူးမျက်နှာသေးတဲ့ဝန်ဆောင်မှုလေးလုပ်ပြီးပါသေးတယ်ပြီးလို့ရှိရင်ဦးလေးကမိချောင်းနဲ့နှကန်းမွေးကိုရိတ်ပါတယ်သူ့ရဲ့မိန်းမကတော့မနဲ့စာလုပ်ဖို့ပြင်နေပြီးတော့သူကရေခဲတစ်တာတွေကနေအစားအစာတွေကိုယူနေတဲ့အချိန်မှာတော့ဂေါ်ရီလာလေးကဦးလေးရဲ့မနဲ့စာကိုလာပြီးတော့လူသွားပါတော့တယ်ဦးလေးကတော့ Master Elephant ရဲ့ဝန်ဆောင်မှုရဲ့အောက်မှာရေချိုးနေပြီးသူ့ရဲ့မိန်းမကတော့မနဲ့စာအတွက်ဂေါ်စီလာအုပ်တစ်လုံးကိုကြော်နေတာပဲဖြစ်ပါတယ်ဦးလေးရေချိုးပြီးတဲ့အချိန်မှာတော့မနဲ့စာလည်းရပြီဖြစ်ပါတယ်တမိသားစုလုံးကမနဲ့စာအတူတူထိုင်စားလို့ရပါပြီဗျတင်းတဲ့အပေါက်တွေပါတဲ့အမိုက်ပုံးရဲ့ပက်ပက်လေးကိုအကောင်လုံးပတ်ပြီးတော့ဘီလက်မြေကိုလောင်းထည့်လိုက်ပါဘိုးကုန်းတစ်ခုထိုးထည့်ပြီးတော့ရှန်ထွက်လာတဲ့ဘီလက်မြေတွေကိုချစ်ပစ်လိုက်ရပါမယ်ကြောက်ခဲလေးတွေနဲ့ပက်ပက်လေးအလှဆင်ပြီးတော့ဘီလက်မြေတွေခြောက်သွားတဲ့အခါမှာဘူးကုန်းနဲ့အမိုက်ကိုဖယ်ရှားပြလို့ရပါပြီအောက်ခြေမှာတော့အပေါက်လေးတစ်ခုဖောက်လိုက်မယ်ဆိုလို့ရှိရင်ရေထွက်ပေါက်တစ်ခုရလာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဘီလက်မြေတွေနဲ့ပကံအိုးကိုလှုပ်ပြီးသားအောက်ခြေနဲ့ကပ်ပေးလိုက်ရပါမယ်ပန်းကိုလှုပ်ပြီးသွားပြီဆိုရင်တော့ပန်းမင်လေးတွေထည့်လို့ရပါပြီဗျာရွာလူကြီးကပျော်ပျော်ရွှင်ရွှင်နဲ့ရွှေတုံးကိုကောက်ပြီးတော့ကင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီရွှေဟာမြေကြီးဖြစ်သွားခဲ့ပါတယ်သူကစိတ်ဆိုးနေတဲ့အချိန်မှာစီရဲအကြံပေးကအကြံတစ်ခုပေးပါတယ်ဖျားစင်းတို့ရဲ့ဦးကောင်းတော်ကိုခုတ်လိုက်မယ်ဆိုလို့ရှိရင်မြေကြီးကနေရွှေပြန်ဖြစ်လာမယ်ဆိုပြီးတော့ပြောတာပါတကြီးကလည်းသူ့ရဲ့စကားကိုနားထောင်ပြီးတော့ဖျားစင်းတို့ကိုသွားခုတ်ပါတယ်မြေကြီးကလည်းစီရဲအကြံပေးပြောတဲ့အတိုင်းပဲရွှေပြန်ဖြစ်လို့သွားပါတယ်တကြီးပျော်ရွှင်နေတဲ့အချိန်မှာတော့ရွှေကိုစောင့်နေတဲ့ပရောဟိတ်ကပေါ်လာခဲ့ပြီးတော့အကျယ်ကြီးអော်လိုက်တာကြောင့်အကုန်လုံးပျက်စီးသွားခဲ့ပါတယ်နှစ်တောင်ကြာပြီးတဲ့နောက်မှာတော့စွန်သားရေးသမားအဖွဲ့ကဒီနေရာမှာရွှေလာရှာပါတယ်။ရွာသားတွေရဲ့ဥဆောင်မှုရဲ့အောက်မှာသူတို့တွေဟာရေမြေတွေကိုကြော်ဖြတ်ပြီးတော့မှရွှေတောင်နားကိုရောက်လာခဲ့ပြီးဒါပေမဲ့သူတို့ဘလောက်ပဲတူတူရွှေကိုတော့မတွေ့ပါဘူး။သူတို့စိတ်ညစ်နေတဲ့အချိန်မှာဦးလေးတယောက်ကနေတွင်းဟောင်းတစ်ခုတွေ့လိုက်ရပါတယ်။လက်ညှိုးနဲ့လူအဲ့ဒီထဲမှာရွှေတောင်နဲ့ပတ်သက်တဲ့တဲလွန်စာကိုမြုပ်ထားလောက်တဲ့သူတို့တွင်းထဲကိုဝင်ကြည့်တဲ့အခါမှာတော့ဖျားစင်းတို့ရဲ့ဦးကောင်းတော်ကိုရှာတွေ့ခဲ့ရပြီးဒါကြောင့်ပဲပုံမြင်ဟာပို့ပြီးတော့ယုံကြည်ဖို့ကောင်းသွားခဲ့တာပါ။လမ်းညွှန်တဲ့လူဟောင်းရွှေရဲ့နီးနားမှာပဲရှိမယ်လို့ပြောနေခဲ့ပြီးတော့သူတို့တွေလိုက်ရှာနေတဲ့အချိန်မှာပဲလေအကြီးကြီးတိုက်လာခဲ့ပါတော့တယ်။သူတို့ရာထွက်ပြေးနေတဲ့အချိန်မှာဖျားစင်းတို့ရဲ့ခန္ဓာကိုယ်ကိုတေးသွားပြီးဖျားစင်းတို့အပိုင်းစားကိုဆက်လိုက်တဲ့အခါမှာတော့စင်းတို့တစ်ခုလုံးရွှေဖြစ်သွားခဲ့ပါတယ်။
သူတို့လည်းစိတ်လို့ရှာပြီးတော့မှရွှေကျင်နေပေမဲ့အခုချိန်မှာတော့မိုးချင်းတန်ထွက်လာပြီးတော့မိုးအကြီးကြီးရွာချလိုက်ပါတော့တယ်ဒါဟာနဲ့တွေသတိပေးနေတာကိုဦးလေးကသိနေပြီးဒါကြောင့်ပဲသူဟာရလာတဲ့ရွှေတွေကိုနေကန်နေစီကိုပြန်ပြီးတော့ပေးပါတယ်သူကိုယ်တိုင်ကတော့ရထားလက်မှတ်ဝယ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်နေကန်နေကလည်းအဲ့ဒီရွှေတွေကြောင့်ပဲချမ်းသာသွားခဲ့ကြတာပါ